ရုပ်ရှင်ကားတကားကြည့်ပြီးသွားတဲ့အချိန်စိတ်ပေါက်ပါသွားမယ်အစားအပြစ်ရှိတယ်လို့ခံစားဖို့လားဒါမှမဟုတ်ခဏနားဖို့ YouTube ဖွင့်ကြည့်လိုက်တယ် game လေးခဏဆော့လိုက်တယ်ဒါမှမဟုတ်ရင်ဘာမှမလုပ်ဘဲနဲ့ခဏလဲနေလိုက်တယ်ထူးဆန်းတာကအနားယူလိုက်တာမဟုတ်ဘူးအနားယူနေတဲ့အချိန်မှာစိတ်ထဲကနေပြီးတော့ငါဒီလိုနားနေသိရင်လားလို့တူတူလေးမေးနေတယ်လို့ခံစားရတာအနားယူရဲဆိုတာကကိုယ်နဲ့မထိုက်တန်သေးတဲ့အရာတစ်ခုလို့ဒါမှမဟုတ်အရင်ဆုံးတစ်ခုခုအောင်မြင်မှရတဲ့စုတစ်ခုလို့ခံစားတတ်တယ်။ဒါဆိုရင်တစ်ခါတလေအနားယူတာကဘာလို့ကျွန်တော်တို့ကိုအပြစ်ရှိတယ်လို့ခံစားစေရတာလဲ။အလွယ်ဆုံးဖြေကတော့မပြီးသေးတဲ့အလုပ်တွေရှိနေလို့ပဲထင်ရတယ်။ဥပမာမနှက်ဖြန်အရေးကြီးတဲ့ deadline တစ်ခုရှိနေတဲ့အချိန်မှာတနေ့လုံးရုပ်ရှင်ပဲထိုင်ကြည့်နေမယ်ဆိုရင်အပြစ်ရှိတယ်လို့ခံစားရတာကတဘာဝကြပါတယ်။တစ်ခါတလေအဲ့ဒီအပြစ်ရှိတယ်လို့ခံစားရတဲ့စိတ်ကတော့မှအသုံးဝင်သေးတယ်မင်းလှုပ်ရှားကြံသေးတယ်လို့သတိပေးနေတဲ့အချက်ပြတယ်လို့မျိုးပေါ့ဒါပေမဲ့အဲ့ဒါတခုတည်းနဲ့တော့မဖြေရှင်းနိုင်သေးဘူးဘာလို့လဲဆိုတော့လူနှစ်ယောက်မှမပြီးသေးတဲ့အလုပ်တွေအတူတူရှိနေနိုင်တယ်ဒါပေမဲ့သူတို့ရဲ့တုံ့ပြန်မှုကတော့လုံးဝမတူပါဘူးတယောက်ကညနေခင်းတစ်ခုလုံးအေးစစ်စစ်အနားယူပြီးတော့ဘာမှတော့တိတ်မစင်စားဘူးနောက်တစ်ယောက်ကတော့ညတညလုံးငါအချိန်ဖြုံးနေမိပြီလို့ခံစားနေရတယ်တကယ်လို့လှုပ်ရှားအလုပ်ကအတူတူပဲဆိုရင်အဲ့ဒီကွာခြားချက်ကဘယ်ကနေလာရလဲဖြစ်နိုင်တာကတော့ပြဿနာကအလုပ်မပြီးတာမဟုတ်ဘူးအနားယူတာကိုကျွန်တော်တို့ဘလို့အတိတ်ပဲဖွင့်ထားသလဲဆိုတာဖြစ်နိုင်တယ်စဉ်းစားကြည့်ပါရေစာနေတဲ့အချိန်မှာရေတောက်လိုက်ရလို့ဘယ်သူမှအပြစ်ရှိတယ်လို့မခံစားရဘူးညဘက်အိတ်တာကိုလည်းအပြစ်ရှိတယ်လို့မခံစားရဘူးအဲ့ဒါတွေကိုအရင်ဆုံးတစ်ခုခုလုပ်ပြီးမှလုပ်ရမယ့်အရာလို့မတွေးကြဘူးလိုအပ်တဲ့အရာလို့ပဲတွေးကြတယ်ဒါပေမဲ့အနားယူတာကြတော့မတူဘူးတကယ်တော့မွေးကလေးကအနားယူဖို့ဆိုရင်အရင်ဆုံးထိုက်တန်အောင်လုပ်ရမယ်လို့ကျွန်တော်တို့ယုံကြည်ခဲ့တာမဟုတ်ဘူးအဲ့ဒီအသွေးကိုတဖြည်းဖြည်းသင်ယူခဲ့တာငငယ်တုန်းကစီကံကအရန်ယူရှင်တယ်အိမ်စာပြီးမှသွားဆော့လို့ရမယ်အိမ်လုပ်ပြီးမှအနားယူလို့ရမယ်တပတ်လုံးအလုပ်လုပ်ပြီးတော့မှစနေတနင်္ဂနွေကိုအေးစစ်စစ်နေလို့ရမယ်အဲ့ဒီလိုနဲ့တဖြည်းဖြည်းအဲ့ဒီအစီအစဉ်တွေကအလေးအကျင့်တစ်ခုမဟုတ်တော့ဘဲနဲ့ယုံကြည်ချက်တစ်ခုဖြစ်လာခဲ့တယ်။အနားယူတာကလိုအပ်ချက်တစ်ခုလို့မခံစားရတော့ဘူး။ကြိုးစားပြီးမှရထိုက်တဲ့ဆုလက်တစ်ခုလို့ပဲခံစားလာရတယ်။အဲ့ဒါကသေးငယ်တဲ့အပြောင်းလဲတစ်ခုလို့ထင်ရပေမဲ့တကယ်တော့အရာအလုံးကိုပြောင်းလဲပြစ်နိုင်တဲ့အပြောင်းလဲတစ်ခုပါပဲ။ကျွန်တော်တို့အနားယူဖို့ထိုက်တန်ပြီဆိုတာကိုဘယ်လိုသိနိုင်မလဲ။တကယ်တော့လူအများစုမှာအဲ့ဒီမေခွန်းအတွက်ရှင်းရှင်းလင်းလင်းအဖြေမရှိဘူး။တချို့အလုပ်တွေမှာတော့အဲ့ဒါကိုသိဖို့လွယ်တယ်။ရုံးစင်းချိန်ရောက်ပြီးအလုပ်ချိန်ပြီးသွားပြီအိမ်ပြန်လို့ရပြီဒီနေ့အတွက်အလုပ်ကလည်းပြီးပြီဒါပေမဲ့တချို့အလုပ်တွေမှာတော့ပြီးပြီလို့ပြောနိုင်တဲ့မြင်းတစ်ကြောင်မရှိဘူးအီးမေးလ်တစ်စောင်ထပ်ဖြေရအောင်မယ်အကြံဉာဏ်အတစ်တစ်ခုကိုထပ်စဉ်းစားအောင်မယ်အလုပ်တစ်ခုကိုထပ်လုပ်ရအောင်မယ်ပန်းနိုင်တစ်ခုကိုထပ်ရောက်ရအောင်မယ်တကယ်လို့အလုပ်ကဘယ်တော့မှပြီးတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမရှိဘူးဆိုရင်ဒီနေ့အတွက်ငါလုံလောက်ပြီလို့ခံစားဖို့ကလည်းခက်လာပါတယ်ဖြစ်နိုင်တာကအဲ့ဒါကြောင့်ပဲ freelancer တွေကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့လူတွေကျောင်းသားတွေအိမ်ကနေအလုပ်လုပ်နေရတဲ့လူတွေကအဲ့ဒီခံစားချက်နဲ့ပို့ပြီးတော့ရင်ဆိုင်ရတာဖြစ်နိုင်တယ်။သူတို့ရဲ့အလုပ်ကိုအချိန်နဲ့တိုင်းတာတာမဟုတ်ဘူး။တိုးတက်မှုနဲ့တိုင်းတာတာ။ဒါပေမဲ့တိုးတက်မှုဆိုတာကပြီးပြည့်စုံသွားပြီလို့ခံစားရတဲ့နေ့ကရှိခဲ့တယ်။အပြစ်ရှိတယ်လို့ခံစားရတာကမကောင်းတဲ့အရာတော့မဟုတ်ဘူး။တင့်တော်တဲ့အတိုင်းတာတစ်ခုအထိဆိုရင်အဲ့ဒီခံစားချက်ကကျွန်တော်တို့ကိုဂတိတီအောင်လုပ်ပေးတယ်။ကိုယ်တာဝန်တွေကိုမမေ့အောင်သတိပေးတယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီခံစားချက်ကဘယ်အချိန်မှရက်ရမလဲဆိုတာမသိတော့တဲ့အချိန်မှစတယ်။ကျွန်တော်တို့ရဲ့အုံနောက်ကမပြီးသေးတဲ့အလုပ်တွေကိုသတိထားမိတဲ့နေရာမှာအရန်တော်တယ်။ဒါပေမဲ့ဒီနေ့အတွက်ဒီလောက်ဆိုရင်လုံလောက်ပြီလို့အတိမတ်ပြုမဲ့နေရာမှာတော့တိတ်မတော်ဘူး။အဲ့ဒီအချိန်ရောက်ရင်ခန္ဓာကိုယ်ရောစိတ်ရောအနားယူဖို့တကယ်လိုအပ်နေပြီမဲ့အနားယူတာကတာဝန်မကြည့်သလိုတာဝန်မယူသလိုခံစားလာတယ်။အဲ့ဒီအချိန်ကစပြီးတော့အပြစ်ရှိသလိုခံစားရတဲ့စိတ်ကကျွန်တော်တို့ကိုပိုတာဝန်ယူတတ်တဲ့သူဖြစ်လာအောင်မကူညီပေးတော့ပြန်လည်အားဖြည့်ဖို့လည်းပိုခတ်သွားစေတယ်။ဒါပေမဲ့လုံလောက်တဲ့အနားယူချိန်မရအောင်ဆိုရင်မနှက်ပြန်လောက်ရမယ့်အလုပ်တွေကလည်းလိုအပ်တာထက်ကိုပိုပင်ပန်းလာတော့မယ်။ဒါဆိုရင်ကျွန်တော်တို့ဘာလို့အနားယူတဲ့အခါမှာအပြစ်ရှိသလိုခံစားရတာလဲ။တခါတလေတော့တကယ်ပဲကျွန်တော်တို့မှာလောက်ရမယ့်တာဝန်တွေရှိနေပြီးတော့